ဒါကယောက်ျားဖြစ်သူရဲ့ဥနှလုံးကြားနားမှာတွားပြီးတော့ထိုးမိသွားတာတောင်ငွေခင်ခြင်းရမလားဆိုပြီးဂျပွေကြီးတွားယူလာပြီးတော့မိမရဲ့ခေါင်းကိုထုတယ်တဲ့မိမကပတ်စံစကားပြောတော့ကြားကမကြိုက်လို့တယောက်ကဓာတ်နဲ့ခုတ်တယ်နဲ့တယောက်ကငါဂျပွေနဲ့ထုတဲ့သတင်းလေးပြောပြချင်တာဖြစ်တယ်ချမ်ပူရီလီမျိုးမှာ9ရက်နေ့မနက်3နာရီလောက်ကအခင်းဖြစ်ပွားခဲ့တာယောက်ျားအသက်က42နှစ်မိမရဲ့အသက်က48နှစ်တဲ့ပေါင်းလာကြတာက4နှစ်ရှိပြီယောက်ျားကတော့ထိုင်းရိုင်လူမျိုးပါမိမကတော့ဘာလူမျိုးလဲဆိုတာမသိရဘူးသူတို့လင်မယားတွေကပရိဘောကလှုပ်တဲ့အလုပ်ရုံမှာအလုပ်လုပ်ကြတယ်ကိုရက်နေ့ကလင်မယား2ယောက်ကအတူထိုင်တောက်နေကြတယ်အဲ့တော့မိမကသူ့ယောက်ျားကိုဘာပြောသလဲဆိုတော့အလုပ်လုပ်ရတဲ့ပတ်စံတွေပဲမှလဲဘယ်ရောက်သွားတာလဲလို့မေးတယ်တဲ့မိမကလည်းအဲ့လိုမေးတော့ယောက်ျားလုပ်သူကမကြိုက်ဘူးမိမဖြစ်သူကိုအားရှိငွေစကားတိတ်ပြောတာပဲဆိုပြီးစကားများကြတယ်နှစ်ယောက်လုံးကမူးနေကြတော့လင်မယားဆိုတဲ့အသိစိတ်လည်းမရှိကြတော့တာဖြစ်မှာပေါ့နောက်ကြတော့ယောက်ျားဖြစ်သူကတောက်တောင်ငွေခင်ခြင်းရမလားဆိုပြီးဂျပွေကြီးတွားယူလာပြီးတော့မိမရဲ့ခေါင်းကိုထုတယ်တဲ့မိမကလည်းနင်ကငါ့ကိုဂျပွေနဲ့ရိုက်တယ်ပေါ့လေဆိုပြီးအနောက်ကနေဓားယူလာချတယ်တဲ့အဲ့တော့ယောက်ျားလုပ်သူကသူမိမလက်ထဲကဓားကိုလူတယ်ယောက်သားလူကြရင်လည်းနောက်ဆုံးမှာတော့ဓားကယောက်ျားဖြစ်သူရဲ့ဥနှလုံးကြားနားမှာတွားပြီးတော့ထိုးမိသွားတာအဲ့ဒီအချိန်မှာနှလုံးကိုထိုးမိဖို့နည်းနည်းပဲလူတော့တဲ့အချိန်ကြာမှာမိမကသတိပြန်ဝင်လာခဲ့ပြီးတော့အခန်းဘေးနားမှာရှိတဲ့လူတွေကိုအကူအညီတောင်းခဲ့တယ်။ရောက်လာတဲ့အခါမှာတော့တခန်းလုံးသွေးတွေပဲတွေ့ပြီးအခန်းထဲမှာဂျပွေးနဲ့ဓာတ်ကိုတွေ့ကြတယ်